Ong Lensanga won championship ma. Middleweight နဲ့ light heavyweight champion ဖြစ်ခဲ့တဲ့ fighter တစ်ယောက်ပါ။သူ့ရဲ့အားသာချက်က power hard experience ဖြစ်ပါတယ်။ Section 2 striking power. Ong La ရဲ့လက်ထိုးကအရမ်းအင်အားရှိပါတယ်။ Particularly right hand power ကအန္တရာယ်ကြီးပါတယ်။သူ့ခေါ်အများစုက combination ထိုးပြီး finish လုပ်တာပါ။ထိုးချက်များယုံမဟုတ်ဘူး။ damage ပေးနိုင်မှုကမြင့်ပါတယ်။ Section 3 grappling ground game. သူ့နာမည် Burmese Python ဆိုတာက ground game ကြောင့်ပါ။ Brazilian Jiu-Jitsu black belt ဖြစ်ပြီး submission နဲ့ပဲလဲနိုင်ပါတယ်။ striking တင်မကပဲ ground မှာလဲအန္တရာယ်ရှိပါတယ်။ Section 4 hurt comeback ability. Ong La ရဲ့အကြီးဆုံးအားသာချက်က hurt ပါ။ထိုးခံရပြီးတောင်ပြန်ထိုးနိုင်တဲ့ mental strength ရှိပါတယ်။ပွဲအလယ်ပိုင်းမှာ pressure တိုးလာတတ်ပါတယ်။ Section 5 weakness. fighter တစ်ယောက်မဆို weakness ရှိပါတယ်။ Ong La ကတခါတလေ aggressive လွန်းလို့ counter ထိနိုင်ပါတယ်။ Younger, faster opponent တွေကို defense ပိုဂရုစိုက်ဖို့လိုပါတယ်။ Closing. အချုပ်အားဖြင့် Ong Lensanga power skill hurt ပြည့်စုံတဲ့ fighter တစ်ယောက်ပါ။မြန်မာနိုင်ငံအတွက် legend တစ်ယောက်လို့ပြောလို့ရပါတယ်။မင်းတို့အမြင်ကရော Ong La ရဲ့အကြီးဆုံးအားသာချက်ကဘာလဲ? Comment မှာရေးပေးပါ။